အလှပဆုံးကြောင်းသူကိုညင်းပယ်ပြီးဝတ်တုံမလေးကိုရွေးချယ်ခဲ့တဲ့ကောင်လေးဒီကောင်လေးကတော့တကြောင်လုံးကဝိုင်းချရတဲ့ကျောင်းလှလေးရဲ့အချစ်ကိုညင်းပယ်ပြီးအတန်းထဲမှာအဝဆုံးမိန်းကလေးကိုမှရွေးချယ်လိုက်ပါတယ်လူတိုင်းကအံ့ဩတုန်လှုပ်သွားကြသလိုကျောင်းလှလေးကလည်းဒါဟာသူမရဲ့အာယုံဆိုင်မှုကိုရအောင်ကောင်လေးကနီလန်ဟောင်းကြီးနဲ့အတုံးချနေတာလို့ပဲထင်ခဲ့တာပါဒါပေမဲ့အဲ့ဒီကောင်လေးကတော့အားလုံးရဲ့ရှေ့မှာတင်ပေါင်200ကျော်ရှိတဲ့အဲ့ဒီမိန်းကလေးကိုသူ့ရဲ့ချစ်သူအဖြစ်တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတော့တယ်ဝက်နေတဲ့အတွက်ကိုယုံကြည်မှုပျောက်ဆုံးနေတဲ့ကောင်မလေးကိုကောင်လေးက2လအတွင်းဝိတ်ကြအောင်ငါကူညီပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူတို့2ယောက်ဟာနေ့တိုင်းအတူတူလေ့ကျင့်ခန်းလုပ်ခဲ့ကြတယ်။တဖန်ကောင်မလေးကလည်းကောင်လေးရဲ့စာမေးပွဲရလဒ်တွေကောင်းမွန်လာအောင်အပြန်လန်စာပြန်တင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့2ယောက်လုံးအကောင်းဆုံးတက္ကသိုလ်တစ်ခုမှာအတူတူတက်ခွင့်ရခဲ့ကြပြီးဝတ်တုံမလေးကလည်းအားလုံးငင်းမောရလောက်တဲ့အလှပဆုံးမိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီအကြောင်းတွေကိုမသိသေးတဲ့ကျောင်းသားလေးကတော့ကောင်လေးကသူမစီလာတောင်းပန်မှာကိုစောင့်နေတော့မှပဲသူမပို့လိုက်တဲ့ selfie တပ်ပုံကိုကောင်လေးက block လုပ်လိုက်တဲ့အခါမှာတော့ဒေါသတွေပောက်ကွဲပြီးကျောင်းစင်းပွဲပါတီမှာသူတို့2ယောက်ကိုလူပုံအလဲမှာအဆက်ခွဲဖို့စီစဉ်ပါတော့တယ်ပါတီပွဲနေမှာကောင်လေးတစ်ယောက်တည်းရောက်လာတာကိုမြင်တော့ဝတ်တုံမလေးကဝိတ်မကြလို့မလာရဲတာလားဆိုပြီးလူတိုင်းကဝိုင်းလောင်ခဲ့ကြပါတယ်ကောင်လေးကသူ့ချစ်သူကိုစော်ကားတာကိုမခံနိုင်တော့ပဲကျောင်းလာလေးရဲ့ပါကိုရိုက်ချလိုက်တယ်လို့သူမကိုကာကွယ်ပေးတဲ့လူကိုလည်းထပ်မံပါရိုက်ဆုံးမလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအားလုံးကိုမြင့်တက်သွားစေမဲ့တွယ်လျားလှပတဲ့မိန်းကလေးတစ်ယောက်ပါတီပွဲတွေကိုရှောက်လန်းဝင်လာပါတယ်သူမဟာအရင်ကဝတ်တုံမလေးမှန်းတီးလိုက်ရတဲ့အခါကျောင်းလာလေးရဲ့အပေါင်းပါတွေတောင်ကျောင်းလာလေးထက်တောင်ပိုလာတယ်လို့ချီးကျူးမိတဲ့အထိဖြစ်သွားကြပါတယ်ကျောင်းလာလေးကတော့ဒါဟာကောင်လေးငှားလာတဲ့မင်းသမီးပါလို့အော်ဟစ်နေပေမဲ့သူမရဲ့မမာနာတွေကတော့အားလုံးရဲ့ရှေ့မှာတင်ပြိုလဲသွားပါတော့တဲ့စစ်မှန်တဲ့အချစ်နဲ့ကြိုးစားမှုဟာဘလို့ခက်ခဲကိုမဆိုကြော်ဖြတ်နိုင်နေဆိုတာကိုဒီဇလန်ကတက်တည်ပြသွားခဲ့